သမီးပြောတာအားလုံးမှန်ကဲဆရာအမျိုးသမီးကိုကြောက်စိမ့်လက်စွပ်ဝယ်ပေးလို့မျိုးလေးကိုပတ်မယ်ဆိုတာစပွဲပေါ်ကဆရာပတ်စံအေးကြောဘက်မှာခောက်ရထင်းနေအောင်ရှိတယ်ဆရာအိတ်ထဲမှာပတ်စံများများထိတ်လိမ့်မရှိဘဲနဲ့ခောက်ထားလိရှိတယ်ဆိုတာကိုပြရတယ်ဒါပေမဲ့အခုအိတ်ကဖောင်းနေဆိုတော့ဆရာအခုမှဆရာအမျိုးသမီးတွေလက်ဆောင်ဝယ်ပေးဖို့ပတ်စံထုတ်လာတာပေါ့ကြောက်စိမ့်လက်စွပ်ဝယ်မယ်ဆိုတာဆရာထောင်ထားတဲ့တပ်ပုံတွေထဲမှာဟိုဘောကပုံလေးကပထမဆုံးရိုက်ထားတဲ့ပုံဆရာကနည်းနည်းငယ်သေးတယ်ဒီပုံကနောက်မှဒီပုံကနောက်ဆုံးပထမနှစ်ပုံလုံးမှာကြောက်စိမ့်လက်စွပ်လေးရှိတယ်နောက်ဆုံးပုံမှာမရှိတော့ပျောက်သွားတာလည်းဖြစ်ချင်းဖြစ်မယ်ရောင်းလိုက်ရတာလည်းဖြစ်ချင်းဖြစ်မယ်အခုဆရာပတ်စံများများထုတ်ထားရဲဆိုတော့အဲ့လိုမျိုးလက်စွပ်လေးတစ်ခွင်ပြန်ဝေပေးခြင်းလို့တွေးမိလို့ပါပြီးတော့ခုနကဘိုးတထောင်ဖျားသွားခဲ့တာဆိုတော့ဆရာတို့အိမ်အောင်မြို့ထဲမှာရှိလို့အဲ့ဒါကြောင့်နီးစက်တဲ့မျိုးတွေကဆိုင်တွေကိုပဲဝင်လိမ့်မယ်လို့ပြောတာပါဒါတွေအားလုံးကိုညီမခုထိုင်နေတဲ့မိနစ်ပိုင်းအတွင်းမှာကောက်ချက်ဆိုပြီးပြောနိုင်တာလားဟာဖယားဘိုက်ထဲမှာပုံသားလေးရှိရဆိုတာနေမတကယ်ပဲကဲသူ့ကိုကြည့်ပြီးတော့သူကောက်ချက်ဆိုချင်တယ်တနက်ပြပြိုင်ပွဲတစ်ခုခုမှာဆွေးရဘူးလိမ့်မယ်တန်ရာပြဿနာကြောင့်ရုံးပိုင်းမှာတာဝန်ပြန်ထမ်းဆောင်နေရတယ်ကြားပြီအခုမှကွင်းစင်တာဝန်ပြန်ရတာညီမလေးတယောက်ရှိခဲ့လိမ့်မယ်ကျမအရွယ်ပဲအခုဆုံးသွားပြီဆရာထုံးကိုကဌာနပေါင်းစုံမှာလက်ဖြောင်းစုတက်တာတမှားပဲဒါမဲ့ပြိုင်ပွဲတွေထိဝင်ငယ်ဘူးတယ်ဆိုတာသမီးဘယ်လိုသိရလဲခုနကကျမနဲ့လက်ဆွဲနှုတ်ဆက်တော့ညာဘက်လက်ညှိုးအတွင်းမှာအတမားလေးဆမ်းမိတယ်။တာမန်ရဲဝင်တန်းတယောက်ကတနက်ပြည့်ရတယ်ဆိုပေမဲ့လက်အတမားတက်လောက်တဲ့အထိတော့မပြည့်ရဘူး။ဒီလိုအတမားမျိုးက professional တနက်ပြည့်အားကစားသမားတွေမှာပဲရှိရ။ဟုတ်တယ်